္ဂလာပါဒီနေ့ဇေယျနဲ့ TikTok ကနေ AI အသုံးပြုဖန်တီးထားတဲ့တကြံဗီဒီယိုအကြောင်းကိုပြောပြပေးလိုပါတယ်ဒီနေ့မှာကျွန်တော်နဲ့တူမြန်မာလေးထက်ထက်နဲ့မြန်မာလေးဖူးဖူးတို့ကလည်းပါဝင်ပြီးတင်ဆက်ပေးသွားမှာပါမြန်မာတကြံကိုပကံခစ်ကစားလို့ခစ်အဆက်ဆက်ညီချင်းမှုတွေနဲ့အနာဂတ်ချစ်သူလူဦးရဲ့ခစ်အဆက်ဆက်ချစ်ရည်စက်ကိုပုံဖော်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပထမဆုံးခစ်လိုက်စုံတဲ့ပုံတွေနဲ့ group light ပေါ်ပျော့ရှင်ပုံတွေကို image တွေကို nano banana သုံးပြီးထုတ်ပါတယ်ဗီဒီယိုပြောင်းတာကတော့ VO3 ဒါမှမဟုတ်ရင် Grok AI မှာပုံထုတ်တဲ့နေရာမှာခက်ခဲကတော့မြန်မာခေတ်အလိုက်ဝတ်စုံတွေကိုပုံဖော်ခြင်းပါပဲမြင်မှုကြမှာပါ AI ကထုတ်လိုက်တဲ့မြန်မာရာဇဝင်ပုံတွေမြန်မာနန်းတွင်းပုံတွေမှာအဝတ်စားတွေကခိုင်းတဲ့ခမာဝတ်စုံတွေဖြစ်နေတတ်တာပါဟိုဟာစောင်းလက်ထားတာရှီခွဲအင်ဂျီတွေလဲတောင်းတွေထုတ်ပေးထားတတ်ပါတယ်မြန်မာရှေးဝတ်စုံမှန်ဖို့အတွက် prompt ကိုတိကျပေးဖို့လိုပါတယ်ဥပမာပကံခစ်ဆိုရင်ရင်းစည်းအင်ကြီးတစ်ကြောင်စလုံးပုံစတဲ့ဖြစ်ပေါ့prompt ပေးပေမဲ့ဝတ်စုံကစိတ်တိုင်းမကြတဲ့အခါကျတော့ပကံခစ်ဝတ်စုံအမှန်ကို reference ပေးလိုက်ရပါတယ်ဒီမှာကြည့်ပါကိုမော်ခစ်ဆိုရင်ဒီလိုပါပဲဒီပုံလေးကို reference ပေးရပါတယ်ကိုလူနခစ်ကတော့ဒီပုံမှာအဲ့လိုခေတ်ကူးပြောင်းဝတ်စုံကြီးတွေရပြီဆိုတော့ဇုံတဲ့ပုံလေးကိုမပြောင်းမှုအတွက်ပုံထုတ်တိုင်းမှာရှစ်ခေတ်ကပုံ reference ကိုပြန်ပေးပြီးတော့တူညီတဲ့အပြုံးတူညီတဲ့ခန်းစားချက်စသဖြင့် same style same mood same smile same position consistent အောင်ထုတ်ရပါတယ် group ပုံမရတော့မခက်ပါဘူး AI ကအဝတ်အစားကိုအမှန်မှန်ကန်ကန်သိသွားပြီရလာတဲ့ view တွေ CapCut မှာ free သုံးပြီးတော့ editing လုပ်ပါတယ် background music ကတော့ Lyria AI ကိုသုံးပါတယ်ဟုတ်ကဲ့ဗီဒီယိုရဲ့နောက်ခံစကားပြောအတွက် voice changer ကတော့ Level Labs AI မှာဗီဒီယိုအစမှာ AI ညလုံးတွေကတချံအရေးကလေးဒီအရေးကလေးကတကယ်တော့ရေစက်ကလေးတွေကတချံပုံရိပ်လေးပါအဲ့ဒီရေစက်ကလေးပြုတ်ကြရေစက်ကလေးလွတ်စင်သွားတဲ့အချိန်မှာတကယ်တချံညီကွင်းလေးပျော်စရာညီကွင်းလေးကဝါးကနေပေါ်လာပါမယ်ကဲ AI ရဲ့ညလုံးတွေကတချံပကံမှားပြီး2050အနာဂတ်ခေတ်ကြီးမြမတချံကို AI ကဘယ်လိုမြင်ပါသလဲချစ်သူနှစ်ဦးနဲ့အတူခန်းစားကြည့်ကြပြပါဦးAI ရဲ့ညလုံးထဲမှာမြမတကြံကဘလို့ပုံစံမျိုးရှိနေမလဲလူငယ်ရဲ့နှစ်ပေါင်း1000ကျော်ပကံခိတ်ကလေးတာစတင်ခဲ့တဲ့အတာတကြံတကြံနဲ့အတူဖူးခွင်းခဲ့တဲ့အချစ်ပန်းတွေပစ္စာတရားဟာတကြံနဲ့အတူတွဲလို့ပကံမှသည့်အင်းဝကုန်းပေါင်း19ရာစုထိအရာစုနှစ်များစွာဖြတ်တန်းလာခဲ့ပါတယ်။ဗတောက်ရနဲ့အသင်းနဲ့ချစ်ချင်းဟာကိုလိုနီခေတ်မှာလည်းမွေးပြန့်နေစေနှစ်ပေါင်းများစွာကအတာတကြံဟာအေးချမ်းတဲ့ယဉ်ကျေးမှုအနှစ်သာရတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။အခု21ရာစုခေတ်ခေတ်မီသေးတံတွေပို့ပြီးသက်ဝင်လှုပ်ရှားလာတဲ့တကြံအချစ်တွေကလည်းတကြံနဲ့အတူခရီးနေစေအနာဂတ်နောက်အနှစ်30လောက်ရောက်ရင်ရောဤပညာရင်တိုးတက်လာတဲ့အနာဂတ်တကြံက holography robot တွေနဲ့ဒီလိုမျိုးများဖြစ်နေမလားအနာဂတ်စီကိုမင်းနဲ့ကိုတကြံနဲ့အတူ AI နဲ့အတူခရီးဆက်ကြရအောင်ဖြန်းမြတ်တာပန်းစေရီပုထုဝလဲတော်တဲ့အေးမြစေသောရွှေပြည်ကြီး